လက်ရှိတင်တို့အိမ်သားရေးမှာကျုံနေရတဲ့ပြဿနာတွေကဘာတွေဖြစ်မလဲဆရာနဲ့အတူကြည့်အောင်နော်ထုံးစံအတိုင်းပဲအတိတ်ရဲ့လက်ရှိရဲ့အနာဂတ်ရဲ့ကိုသုံးကတ်နဲ့ဖော်ပြတော့မှာဖြစ်ပါတယ်ပထမဆုံးအတိတ်ကကိုယ့်ရဲ့အိမ်သားဘက်ကကိုယ့်ဘော်ဘာကျူးလွန်ခဲ့လဲဆိုတော့ကြည့်အောင်ပထမဆုံးကတ်ပြောပြနေရတော့တင်းရဲ့အိမ်သားဘက်ကတင်းဘော်ကိုဖောက်ပြန်မှုတလုံးတရားကိုလုပ်ခဲ့တယ်ဒါကိုတင်းကတွေ့ရှိခဲ့တာကိုဖော်ပြနေပါတယ်အခုတင်ခံစားနေရတာကအဲ့ဒီပြဿနာပါအတိတ်ကပြီးခဲ့တာဆိုတော့အခုလက်ရှိမှာဘာတွေဖြစ်နေလဲဆိုတော့ကြည့်အောင်လက်ရှိမှာဖတ်ပြတ်ခံရတဲ့ပုံမှာမူတည်ပြီးတော့တင်းအရန်ကိုမလုံခြုံတဲ့စိတ်တွေခံစားနေရတယ်ဒီဖတ်ပြတ်ခံရတဲ့အတွက်ကိုတင်းရဲ့ရင်ထဲမှာကြီးမားတဲ့ခံစားမှုတွေတခုကိုခံစားနေရပြီးတော့ဘယ်သူမှပြောမပြနိုင်ဖြစ်နေပါတယ်အတိတ်မှာဘာတွေဖြစ်လာမလဲဆိုတာကြည့်အောင်အတိတ်မှာတင်းတို့အိမ်သားကြီးကလုံးဝပြည့်စဲသွားတာဖြစ်လာတယ်လို့မပြည့်စဲလည်းမပြည့်စဲပဲနဲ့အရင်လိုချစ်ခင်မှုတွေမရှိတော့တဲ့အိမ်သားကြီးတစ်ခုလည်းဖြစ်သွားနိုင်ပါတယ်အကြံမင်းဖော်ပြထားတာဖြစ်ပြီးတော့တင်းရဲ့အနာဂတ်မှာကြုံတွေ့ရမယ့်အရာတွေအများကြီးကြံသေးပါတယ်ထို့အရာတွေကိုပုံမသိရှိလို့ရင်ဆရာစီကိုလာပြီးတော့ဒါတော့မေးလို့ရပါပြီနော်